စင်ရဲလို့ရီစားကဆုံးခွာသွားတဲ့သူရတပတ်အနေငယ်အတွင်းတန်းကျွေသူသေးဖြစ်လာတဲ့ဇလံအထူပိုင်းအလောက်ထုတ်ခံရပြီးနာကျင်မှုတွေကြုံရတဲ့အချိန်ဇလန်းဟာဂျယ်ရီမကွာယာဆိုတဲ့အသက်35နှစ်အရွယ်အောင်မြင်တဲ့သူတယောက်ရဲ့ဘဝကနေစတင်ပါတယ်သူဟာအားကစားလောကမှာနာမည်ကြီးတဲ့အေဂျင့်တယောက်ပါချမ်းသာကြွယ်ဝပြီးရေစားအမ်မာနဲ့အတူပျော်ရွှင်စွာနေထိုင်နေကြပါတယ်ဒါပေမဲ့တနေ့မှာသူ့အကြီးခဲကကော်ဖီဆိုင်ထဲမှာသူ့ကိုအလုပ်ကထုတ်လိုက်ပါတယ်ဆယ်နှစ်ကျော်တစ္ဆာရှိလောက်ကင်ခဲရဲ့သူကိုဂုံယူမှုလုံးဝမရှိဘဲအစားထိုးသူရှာပြီးပြီလို့ပြောလိုက်ပါတယ်ဂျယ်ရီဟာဒေါသထွက်သွားပေမဲ့နောက်ဆုံးမှာရုံးကထရင်လုပ်ဖို့ကင်ဖက်တွေကိုငါပြန်လဲထူထောင်ပြီးအရင်ထပ်ပိုအောင်မြင်ပြမယ်လို့ကတိပေးခဲ့ပါတယ်ဒါပေမဲ့အတွင်းစိတ်မှာတော့နာကျင်မှုတွေနဲ့အနာဂတ်မထေချမှုတွေပြင်းနေခဲ့ပါတယ်ထိုအခရမ်းတိုင်မှာပဲသူ့လုပ်ဖို့ကင်ဖက်ဒေါ်ရတီဘွိုင်ကဖုံးဆက်လာပြီးသူ့ကိုယုံကြည်တဲ့အတူတကွလှုပ်ချင်တယ်လို့ပြောပါတယ်ဂျယ်ရီအတွက်ဒါဟာအမောင်ထဲကအလင်းရောင်လေးပါပဲသူတို့နေရာစပို့ကလပ်ဒီကိုလှည့်လည်ပြီးဖောက်ထည်တွေရှာခဲ့ပြီးမြဲလက်မခံကြဘူးနောက်ဆုံး Rod Tidwell ဆိုတဲ့စိတ်ထားပြဿနာများတဲ့ဘောလုံးသမားနဲ့အတွေ့ဆုံးခဲ့ပါတယ်ဂျယ်ရီကသူ့ကိုလက်ခံပြီးအသက်နိုင်ဆုံးလေ့ကျင့်ပေးခဲ့ပါတယ်ဂျယ်ရီသိပါတယ် Rod အောင်မြင်ရင်သူလည်းပြန်ထူလာမှာဖြစ်တယ်လို့ဒီနေ့မှာဂျယ်ရီအလုပ်ထုတ်ခံထားကြောင်းကိုသူ့ရီစာအဲမာကသူငယ်ချင်းတွေစီကတီးလိုက်ရပါတယ်အမှန်မပြောတာကိုဒေါသထွက်ပြီးအဲမာကသူ့ကိုထားခဲ့သွားပါတယ်ဂျယ်ရီနှလုံးသားထပ်ပြီးကွဲသွားပြီးမြဲအမှန်တရားတစ်ခုတီးလိုက်ရပါတယ်အဲမာကသူ့ကိုငွေကြောင်ပဲချစ်ခဲ့တာဖြစ်တယ်လို့ဒုက္ခရောက်နေပြီးမြဲဂျယ်ရီဟာဒေါ်ရတီရဲ့အကူအညီနဲ့ Rod ကိုဆက်လေးကျင်ပေးခဲ့ပါတယ်ပန်ချင်းငွေတွေအိမ်ဝန်ထက်တွေရှိနေပြီးမြဲသူမစွန့်လွတ်ခဲ့ပါဘူးဒေါ်ရတီနဲ့အချစ်ပွင့်လာခြင်းအတူတကွကြီးပြင်းလာတဲ့မေတာဂျယ်ရီနဲ့ဒေါ်ရတီတို့အတူအလုပ်လုပ်ရင်းနဲ့သူတို့ရဲ့ခင်မင်မှုကအချစ်ဖြစ်လာပါတယ်ဂျယ်ရီကသိလိုက်ရပါတယ်ဒေါ်ရတီမှာ3နှစ်အရွယ်သားလေးရှိလေလို့အိမ်ထောင်ရေးမအောင်မြင်ခဲ့ပြီးမြဲခိုင်မာတဲ့အမျိုးသမီးတစ်ယောက်ဖြစ်နေတာကိုသူတန်းဖိုးထားလိုက်ပါတယ်နောက်ပိုင်းမှာသူတို့လက်ထပ်ခဲ့ပြီးအတူတူနေထိုင်ကြပါတယ် Rod အတွက်ကတော့ဂျယ်ရီရဲ့လေ့ကျင့်မှုတွေကအကျိုးပေးလာပါတယ်သူပုံမအားကောင်းလာပြီးချန်ပီယံရှစ်ပွဲမှာအံမခံကစားနိုင်ခဲ့ပါတယ် Rod ရဲ့အောင်မြင်မှုနဲ့ဂျယ်ရီရဲ့ပြန်လည်ထူထောင်ခြင်းကတိတီးပြသည့်အချိန်ပွဲကုန်သွားတော့ပရိသတ်တွေက Rod ရဲ့နာမည်ကိုအော်ဟစ်ကြပါတယ်အင်တာဗျူးတစ်ခုမှာ Rod ကသူ့အောင်မြင်မှုရဲ့အဓိကအကြောင်းရင်းကဂျယ်ရီလို့အများသိအောင်ပြောခဲ့ပါတယ်ဂျယ်ရီကရုံးမြင့်တန်းကြားမှာကြည်ရင်မျက်ရည်ကျခဲ့ပါတယ်ဝမ်းတာမှုရဲ့မျက်ရည်တွေပါတယ်သူ့ဟောင်လို့ဖော်ကိုင်ဖက်တွေကနှုံးတက်ရလာကြပြီးသူနဲ့ပူပေါင်းချင်ကြပါတယ်ရတပတ်အနေငယ်အတွင်းဂျယ်ရီကတန်းပေါင်း15ရှာခဲ့ပြီး Rod ကလည်းနှစ်9နှစ်စာချုပ်လက်မှတ်ရေးထိုးခဲ့ပါတယ်အချစ်စစ်ကူရှာတွေ့ခြင်းနဲ့ပျော်ရွှင်တဲ့အဆုံးမိသားစုအသင်းနဲ့ဘွားသစ်ဂျယ်ရီအခုမှတီးလိုက်ရပါတယ်အဲမာထွက်သွားလာကသူ့အတွက်အကောင်းဆုံးအရာပဲလို့ဒေါ်ရတီမပါရင်ဒီနေရာမရောက်နိုင်ဘူးလို့သူနားလဲပါတယ်မိဘတွေအိမ်နီးချင်းတွေရှေ့မှာဂျယ်ရီကဒေါ်ရတီကိုကျေးဇူးတင်တဲ့စကားတွေလှလှပပပြောခဲ့ပါတယ်သူ့ရဲ့အောင်မြင်မှုတွေအားလုံးကဒေါ်ရတီရဲ့ယုံကြည်မှုကြောင့်ဖြစ်တယ်လို့ပြောခဲ့ပါတယ်ဟောင်လို့ဖော်ကိုင်ဖက်တွေပြန်လာတဲ့အခါဂျယ်ရီကညှင်းပယ်လိုက်ပါတယ်ဒေါ်ရတီတယောက်ထဲသာသူ့ဘေးမှာရပ်တည်ခဲ့တယ်လို့ပြောခဲ့ပါတယ်အဲမာပြန်လာချိန်မှာလဲဂျယ်ရီကဒေါသကြီးညှင်းပယ်လိုက်ပါတယ်သူချစ်တာကဒေါ်ရတီပဲလို့သူ့သားလေးကိုကိုသားလိုချစ်တယ်လို့ပြောခဲ့ပါတယ်ဇလန်ဟာဂျယ်ရီဒေါ်ရတီနဲ့3နှစ်အရွယ်သားလေးအတူတူပျော်ရွှင်စွာနေထိုင်ကြတာနဲ့အဆုံးသတ်ပါတယ်ဒါဟာအချစ်ယုံကြည်မှုပြီးတော့မိမိကိုယ်ကိုဘယ်တော့မှဆွန့်လွတ်လို့မရဘူးဆိုတဲ့သင်ခန်းစာကိုသင်ပေးတဲ့ဇလန်ပါဂျယ်ရီမကွာယာ1996ဆိုတဲ့ဒီရုပ်ရှင်ဟာလူတွေကိုဘလောက်ပဲခက်ခဲတဲ့အခြေအနေမျိုးရောက်နေပါစေစစ်မှန်တဲ့ချစ်ချင်းမေတ္တာနဲ့ယုံကြည်မှုရှိရင်ပြန်လည်ထူထောင်နိုင်တယ်ဆိုတာကိုသင်ပေးပါတယ်